တ်တာနှလုံးမိတ်ထားပြီးပါလား လိုက်လိုက်ပြန်ပါ မောင်ကလည်းခက်တာကိုတစ်ခုလိုတစ်ခုပဲပေးနေတော့ ဟောမတူဘူးလေခတ်တာရဲ့ဒါမောင်ရဲ့အချစ်တွေအသက်ရှူလိုက်တိုင်းတွေးကြောလေးခုံနေတယ်လို့မျိုးပြီးတော့နိုင်ရီအမြဲလည်နေတယ်လို့မျိုးခတ်တာနာမှာအမြဲရှိနေချင်လို့ပေါ့ခတ်တာရဲ့ မောင်ကလေအရန်ချစ်တတ်တာပဲ အဲ့ဒါဟောဒီကကောင်မလေးကြောက်ပို့ပြီးချစ်တက်သွားတာအားကြောင့်မောင်ဘွားတစ်ခုလုံးအပိုင်ပေးလိုက်တာပေါ့ခတ်တာရဲ့ ခက်တာအတွက်ကကြတော့မောင်ကပထမဆုံးနဲ့နောက်ဆုံးချစ်ရသူပါနော်ခက်တာအစင်းရတော့လေချစ်ရမှာအရန်ကြောက်တာပြီးတော့အိမ်မှာဆိုရင်လည်းခက်တာငယ်ငယ်လေးကမျက်နှာသာမပေးခံရအောင်အိမ်မှာလည်းခက်တာဘယ်သူမှလိုလိုလားမရှိကြဘူးအားကြောင့်ခက်တာလိုကန်ဆိုးတဲ့မိန်းကလေးကနောက်လိုစားစားရပြေဆုံးတဲ့သူပိုင်ဆိုင်ရမှာဆိုတော့ခက်တာပူလို့တော့အားငယ်မိသေးတယ် ခတ်တာဟုတ်ကြည့်ခတ်တာဘာမှအားငယ်ကြမလို့နော်မောင်ပိုင်ဆိုင်သမျှအားလုံးအားခတ်တာပိုင်ဆိုင်သမျှပဲခတ်တာကိုဒီနေ့ကစပြီးတော့မောင်စိတ်ချမ်းသာအောင်ထားမယ်နော် ခက်တာတော့ကချမ်းသာဖို့ဆိုတာတဲ့အချစ်ခံရဖို့ပို့ပြီးတော့မမောတာ ထပ်တူပေါ့ခတ်တာခတ်တာမောင်ခတ်တာကိုအရင်ချစ်တယ် ချစ်တာဗောရမ်းချစ်တာချစ်လေးကိုရမ်းချစ်တာနော် ရှုံမိမကွာလိုက်တော့ကွာအဲလစ်ကရှင့်ရဲ့ပထမပဲဖြစ်ရှင်တာနော်အဲလစ်မစောင်းနိုင်တော့ဘူးလို့ အဲလက်စအဲ့ဒါဘာလို့ကိုယ်စိတ်ကောက်ပြီးတော့ထားခဲ့သေးလဲဟမ်ကိုယ်ကမင်းကယူမိသွားတာဗောအဲလက်စ ဘာလဲရှင်အဲ့မိမနှမျောနေသေးရလား ဟာမမျောစရာလားအဲ့မင်းမဘာမှသုံးကြရမင်းမမဟုတ်ဘူးပြီးတော့လေအဲလစ်လောက်လေပြုစုမကောင်းသေးလားအဲလစ်ရဟိုအဲလစ်ကိုလက်ထပ်လိုက်ရမှာရန်နှမျောတာပဲအဲလစ်ဟိုအဲလစ်ကိုဒီ
ဒေချာပေါက်ပြန်လာမယ်ကိုယ်စောင့်နေနော် တကယ်နော်ချစ်တယ်နော် မညာနင်ဘာလို့ထပ်ပြီးတော့ဖောက်ပြန်ပြရလဲဟမ်နင်အဲလစ်ဆိုရမိမနဲ့ထပ်ပြီးတော့ပတ်သက်နေပြန်ပြီလား ဟိုလာပြောနေရဟမ်မင်းကအမိတ်လာပေးလို့မရဘူးနော်အဲလစ်ကငါ့ချစ်ဆိုငါသူ့ကိုပဲလက်ထပ်လိုက်ရမှာမင်းကိုလက်ထပ်လိုက်တော့ငါအခုလိုမျိုးစိတ်ဆင်းရဲနေရတိလာလား ဘာပြောလဲဒါဆိုနင်ကငါဘာလို့မျောလင်းစနေပေးပြီးလက်ထပ်ခဲ့သေးရလဲဟမ်ဘာဖြစ်လို့ငါ့ဘဝပြည့်စည်ခဲ့ရလဲအဲ့ဆိုရင် ပြီးတယ်ငါမဟုတ်ဘူးမင်းပြန်ထားရပါဘာစောက်ရင်ကဘာဆောက်ထားကြပြီလဲဟာ နင်ကမဟုတ်တီတော့နင်နာတယ်ဟဲ့လားဟမ်ဒီနေ့ဘာနေ့လဲဆိုတော့မသိရတော့တော့နင်တော်တော်ပြစ်နေရလား ခက်တာချိုမင်းနဲ့ငါကြမှာဘာနေမှမရှိတော့ဘူးအဲ့ဒီအောင်လုံးငါမေးလိုက်အဲ့တော့စောက်ရင်ကဘာလဲငါလာမပြောနဲ့ကြားလား အောက်ကန်စားပတ်စံအချမ်းသာပြီးတော့သိတယ်မရှိအောက်ကန်